Hello everyone အခုဆိုင်နေရလေးကိုတိုက်ပြထားတာပေါ့နော်ဘယ်နားမှာလာရလဲဆိုတော့အခုမြင်နေရတဲ့နေရာလေးပါပဲဒါအကေးထားနေလာမယ်ဆိုတော့ဒီချွန်နိုစီလို့ခေါ်တာဒီနေရာလန်လေးကွာပေါ့နော်ဒီဘန်ကောက် City Tower ပြီးလို့ရှိရင်ဗာနဲ့နေလဲဆိုတော့အခုဒီတိုက်အဲ့ဒီတိုင်းအမြင့်နဲ့လည်းနေတာပေါ့နော်အဲ့ဒီခုနကတော့ရိုက်ပြရတဲ့လေကတိကနေစီးလာမယ်ဆိုရင်ဒီနေရာလေးကိုတက်လာခဲ့အခုတက်ပေါ့နော်ဘယ်မှမကွေးရပဲနဲ့တက်လာခဲ့ပါပြီးလို့ရှိရင်ဒီနေရာလေးမှာဆိုရင်လမ်းခွဲတွေရှိတာပေါ့နော်ဒီနားရောက်လို့ရှိရင်တော့ဒါဒီအရှိရတိုက်မှာပဲပေါ့နော်ဒီအရှိရတိုက်ရဲ့အောက်ဆုံးထပ်မှာဒါကတော့ကျွန်မအရှိလမ်းလေးမှာပြန်ပြီးတော့ရိုက်ပြထားတာဖြစ်ပါတယ်ပြီးလို့ရှိရင်တက်ကိုဒီအရှိမှာလေကတိစီနေတဲ့နေရာမှာတွေ့ရမှာပေါ့နော်ဒီအဆောင်အုပ်ကိုတော့သူတို့ခေါ်တာစာထော City Tower ပေါ့နော်ဒီအဆောင်အုပ်ရဲ့အောက်ဆုံးအလွာမှာရှိပါတယ်စားစရာလေးတွေရောင်းတဲ့နေရာတာပေါ့နော်ဒီမှာဆိုရင်ဘန်ကောက်ရဲ့ဘန်လည်းရှိတာပေါ့ဒါကျွန်မတိုက်ကိုရိုက်ပြထားတာပေါ့နော်ဒါအောက်ဆုံးထပ်ကိုလေကတိအဆောက်ထားကိုလေကတိစီတော့ကျွန်မရိုက်ပြထားပါတယ်ဒီနေရာလေးကတော့အစာအသောက်ရောင်းတဲ့နေရာပေါ့နော်ဒါပါပဲ